အားလုံးပဲမင်္ဂလာပါကျွန်တော်တော့ Thomas နေလင်းဖြစ်ပါတယ်လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်ဖြစ်မှထင်တယ်နော် online မှာကျွန်တော် online class အနေနဲ့ပေါ့နော် video editing သင်ဖို့နောက်ပြီးတော့ photo editing နဲ့သင်ဖို့လုပ်ထားတယ်ဇာရင်ပေးလာတဲ့လူတွေလည်းအများကြီးရှိတယ်ကျွန်တော်တို့ဆိုမြန်မာနိုင်ငံလူတွေပုံများတယ်ပေါ့နော် online မှာသင်ဖို့အတွက်ကြကျွန်တော်ကတိတ်အမရဘူးပေါ့နော်အဲ့ဒါကျွန်တော်ကအိမ်မှာသင်မယ်ဆိုတော့တစ်ခါလုပ်တယ်အိမ်မှာသင်မယ်လုပ်တဲ့အခါကျတော့ဘာပြဿနာရှိလဲဆိုတော့ကွန်ပျူတာအများကြီးမရှိတဲ့အခါကျတော့သင်ဖို့အဆင်မပြေဘူးเนาะဒါပေမဲ့တစ်ယောက်စားနှစ်ယောက်စားတော့လာသင်လို့ရပါတယ်ပေါ့เนาะအဲ့လိုမျိုးကျတော့ရှိတယ်အဲ online မှာသင်မယ်လုပ်တဲ့အချိန်မှာစမ်းလုပ်ကြည့်တဲ့အခါမှာမြန်မာပြည်ကတက်ကလေးတွေကသူတို့မှာဘာပြဿနာရှိလဲဆိုတော့ internet ပြဿနာနဲ့မီးပြဿနာရှိတဲ့အခါကျတော့သင်တော့အဆင်မပြေပြန်ဘူးအဲ့နဲ့ကျွန်တော်ကအဲ့ဒီ online လုပ်မဲ့ဒီ class ကိုကျွန်တော်ဘာလုပ်တယ်လဲဆိုကျွန်တော်မလုပ်ဖြစ်တော့ဘူးเนาะမလုပ်ဖြစ်ပဲနဲ့ဒီတိုင်းနေလာတာကြာလာတဲ့အခါကျတော့တချို့ကဘာလုပ်တယ်လဲဆိုတော့မေးလာတယ်ဘယ်တော့သင်တန်းဖွင့်မလဲသင်တန်းဖွင့်မယ်လဲပြောပြီးတော့ဘာလို့ခုချိန်မဖွင့်သေးတာလဲပေါ့နော်မိဘတွေမေးလာတာလည်းရှိရပေါ့အဲ့နဲ့ကျွန်တော်ပြန်စဉ်းစားကြည့်တယ်ဟုတ်တယ်ကိုလည်းကိုအသေးရွယ်ရပါတော့ကိုတိတာလေးတက်တာလေးကိုပေါ့နော်အဲ့ဒီ sharing လုပ်အောင်မယ်ပေါ့နော်ဆိုတော့ခေါင်းထဲမှာပေါ်လာတယ်ဘာစဉ်းစားမိလဲဆိုရင် okay online မှာသင်လို့လည်းအဆင်မပြေဘူးအိမ်မှာခေါ်သင်လို့လည်းအဆင်မပြေဘူးဆိုရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော်ရဲ့ YouTube channel Facebook ရဲ့နော် TikTok ရဲ့ကျွန်တော်ဒီ platform 3ခုမှာကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော်ရဲ့သင်ခန်းစာတွေ tutorial တွေကိုကျွန်တော်ရိုက်ပြီးတော့ကျွန်တော်ဒီမှာသင်ပြီးတော့ကျွန်တော်ဒီလိုတင်နိုင်မယ်အဲဆိုကျွန်တော်ပြောပြတချို့လက်ခံတယ်အဲ့ဒီ video editing tutorial နောက်တစ်ခု photo editing tutorial video editing ဆိုရင်ကျွန်တော် basic ကနေစတင်မယ်ပေါ့နော်အဲ photo ဆိုရင်တော့ဥပမာကွာမျက်နှာမှာ tattoo မရှိဘူး tattoo ထိုးခြင်းတယ်ဘယ်လိုလုပ်လဲပေါ့နော်အဲ tattoo ထိုးထားတဲ့ပုံလေးဆိုရင်လည်းဘယ်လိုပြန်ဖြစ်မလဲမျက်နှာတွေဘယ်လိုချောမလဲပေါ့နော် color တွေဘယ်လိုချိန်မလဲနောက်တစ်ခုကဥပမာကို internet မှာ down ထားတဲ့ပုံတစ်ပုံဆိုရင်အရန်ဝါးနေတယ် resolution မကောင်းဒါပေမဲ့ထင်းကနေပြောင်းဘယ်လိုပြန်လုပ်မလဲ color မရှိတဲ့ကောင်ဘယ်လိုပြန်လုပ်မလဲဒါသဘောတရားလေးတွေတော့အကြံဖြေပြောပြတာပေါ့နော်ဒီလိုမျိုးလုပ်ဖို့ရှိတယ် video editing အနေနဲ့ကတော့အိမ်မှာလာတင်မယ်ဆိုရင်လာတင်လို့ရပါတယ်ကျွန်တော်အများကြီးမတင်ပါဘူးအများဆုံး2ယောက်ပဲဘာဖြစ်လဲဆိုတော့ဆက်ကတစ်လုံးပဲရှိတယ်ပေါ့နော်အများကြီးဝယ်ဖို့လည်းနေရာမရှိဘူး okay အဲ့ဆိုရင် video editing စိတ်ဝင်စားတယ် video editing စိတ်ဝင်စားတယ် photo editing စိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ရဲ့ဒီ video အောက်မှာ YouTube channel link တွေကျွန်တော်ချထားမယ် TikTok တွေချထားမယ်ဒီ Facebook link တွေချထားမယ်အဲ့ဒါဝင်ကြည့်လို့ရပါတယ်ပေါ့နော်အခမဲ့ပါပဲအကယ်၍အဲ့ဒီဗီဒီယိုတွေကိုဝင်ကြည့်ပြီးတဲ့အခါကျရင်နားမလည်ဘူးမေးချင်တာရှိရင် comment မှာမေးလို့ရတယ်နောက်ပြီးတော့ message ကြမှာတခါလေ video call မေးရှင်လည်းရပါတယ်ကျွန်တော်ဖြေပေးပါတယ်နော်